Assalamualaikum. Alhamdulillah Rabbil Alamin wal aqibatul muttaqin wassalatu wassalamu ala rasulil karim. Amma ba'd. သူတော်စင်များခင်ဗျာအခုတခါကျွန်တော်အလောအစင်မြင့်တဲ့သူတော်စင်ကြီးတစ်ပါးကချစ်မြင့်ထားတဲ့အရင်တော့ကျွန်တော်စာအုပ်တုံးမှာတွေ့ခဲ့ဘူးလေအဲဒီချစ်မြင့်ထားတဲ့အပိုက်ကလေးတစ်ပိုက်စာပိုက်ကလေးတစ်ပိုက်ကိုကျွန်တော်ပြောပြပေးပါမယ်အဲဒီစာပိုက်ကတခြားမဟုတ်ပါဘူးခင်ဗျာအဲဒီစာပိုက်ကကုလဝလ္လာဟူဝဟတ်ဒီတစ်ခုပဲရှိတယ်ဒီကုလဝလ္လာဟူဝဟတ်ကAllahu samad lam yalid walam yulad walam yakul lahu kufuwan ahad အဲ့ဒီရာဇဝင်လေးကိုနည်းနည်းလေးကျွန်တော်အရင်ပြောပြမယ်အဲ့တော့ဘာလဲဆိုလို့ရှိရင်သူတို့စင်များခင်ဗျာတောင်ချီတစ်ခုမှာဒီသူတို့စင်ကြီးတစ်ပါးကလာပြီးထိုင်နေအဲ့ဒီအချိန်မှာငှက်ကလေးနှစ်ကောင်သုံးကောင်ကလည်းလာပြီးတော့ထိုင်နေတယ်ထိုင်ပြီးတော့အဲ့ဒါသူတို့စင်ကြီးနဲ့စကားပြောနေတယ်ပေါ့နော်ငှက်ကလေးနှစ်ကောင်သုံးကစကားပြောတာကဘာလဲဆိုလို့ရှိရင်ဒီမှာလာထိုင်တာဘာမှအရာမရောက်ဘူးဒီမှာအလွန်ဆင်းရဲတဲ့သူတွေခါရှိတယ်ဆိုပြီးတော့သူပြောတယ်ဒီငှက်တွေကတယောက်ပြောနေတယ်အမှသူတို့စင်ကြီးကိုပြောပြဒီသူတို့စင်ကြီးကလည်းတရိစ္ဆာန်တတဝါတွေပြောတဲ့စကားအကုန်သူနားလဲအဲ့ဒီတော့နောက်ခဏလေးနေတော့ဘာဖြစ်လဲဆိုလို့ရှိရင်လင်မယားနှစ်ယောက်ငိုပြီးလာတယ်အိမ်တအိမ်ကဘာဘာကြီးခင်ဗျာဘာဘာလားဘာလဲတော့မသိဘူးနော်အလ္လာဟ်ဝါလာသူတို့စင်ကြီးခင်ဗျာဖြစ်နိုင်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့အတွက်သွားတောင်းပေးပါကျွန်တော်ငတ်ပြတ်တော့ဓမဲနေပါလေမစားတာကျွန်တော်သားသမီးတွေငတ်ပြတ်နေတာဒုက္ခရောက်နေတယ်ကျွန်တော်တို့အတွက်သွားတောင်းပေးပါဆိုပြီးသူပြောတယ်ပြောတဲ့အချိန်မှာသူကဘာလုပ်လဲဆိုလို့ရှိရင်သမီးဒါဆိုလို့ရှိရင်ဟိုးအုပ်နာကအုပ်တစ်ခုတစ်ကောက်လာခဲ့အုပ်တလုံးတွားယူလာခဲ့ဆိုပြီးပြောတော့ဟာဒီသူတော်စင်ကြီးကအုပ်ကိုတွားယူကအုပ်ကိုကျွေးမှလားမသိဘူးကြောက်သွားတယ်ခါဘာလို့ဒီမင်းကလေးကလောဘသားဖြစ်တယ်ဒီတော့အုပ်တွားယူလာခဲ့ဆိုတော့အုပ်တလုံးယူတော့လာတယ်အဲ့ဒီအုပ်ပေါ်မှာသူတော်စင်ကြီးခြုံနေတဲ့အမဲပိုင်းတစ်ပိုင်းရှိတယ်ဒီအမဲပိုင်းနဲ့ဖုံးလိုက်တယ်ဖုံးမှုတော့ဒီအုပ်ကိုမန်းလိုက်တယ်မန်းတော့ဘာနဲ့မန်းတယ်လဲဆိုကုလဝလ္လာနဲ့မန်းတယ်ကုလဝလ္လာဝဟတ်အလ္လာဟူဆမတ်လမ်ယလစ်ဝလမ်ယူလတ်ဝလမ်ယကုလ္လာဟူကုဖူဝန်အဟတ်ရှုအဲ့ဒါလိုနဲ့မန်းတယ်ကုလဝလ္လာနဲ့မန်းရင်၃ချိန်မန်းယုံနဲ့အထက်ကအုပ်ကရွှေတုံးကြီးဖြစ်သွားတယ်ခင်ဗျာသူတို့တင်ကြီးခင်ဗျာအဲ့ဒီအုပ်ကဘာဖြစ်လဲရွှေအုပ်ကြီးဖြစ်သွားရွှေတုံးကြီးဖြစ်သွားတယ်အဲ့ဒါကိုမြင်ပြီးတော့အဲ့ဒါကိုကြည့်ပြီးတော့အဲ့ဒါပေးလိုက်တယ်ရောသမီးတို့အဲ့ဒါနေတော့ယူသွားတော့တရောင်းတော့အဲ့မှာစားကြတောက်ကြအဲ့လိုပြောတော့နေလိုက်တယ်သူကအော်ဘရဖတ်တယ်ဆိုတော့အခုကျွန်တော်တော့ဒီမှာတော့အာရီဘာရီမိုင်းအော်ပြီးမှန်းတယ်အဲ့ဒါလိုမျိုးအော်ပြီးဖတ်တယ်သူကြားတယ်ဘာတော့ဖတ်လိုက်လေလို့ဒါတော့သူဘာလုပ်လဲဆိုလို့ရှိရင်ပြီးတော့ဟိုမှာလဲပေးနောက်ပြီးတော့လဲနဲ့အုပ်တလဲတိုက်လာတယ်အိမ်မှာအုပ်15အုပ်တောင်းမှထားပြီးတော့အဝတ်အမဲတစ်ခုနဲ့ဖုံးတယ်ဖုံးပြီးတော့သူလဲအဲ့လိုဖတ်တယ်3ချိန်မက10ချိန်မကအချိန်100မကရွှေဖြစ်မလားလို့ရွှေဖြစ်မယ်ဆိုသူအားလုံးအဆင်ပြေပြီးပေါ့ချမ်းသာပြီးပေါ့ဟုတ်တယ်ဒါလည်းချမ်းသာတာပဲဒါမှချမ်းသာခြင်းမတူဘူးပေါ့ဟိုကပိုချမ်းသာပြီးပေါ့အဲ့လိုလောဘနဲ့သူကဘာလုပ်လဲဆိုလို့ရှိရင်အဲ့ဒီဥစ္စာကိုသူကမန်းတယ်မန်းပြီးတော့ရွှေမဖြစ်ဘဲနဲ့ပို့ပြီးတော့မကောင်းဘူးဖြစ်နေဒီအုပ်တွေကသူတို့စင်ကြီးစီကိုပြန်သွားတယ်သူတို့စင်ကြီးခင်ဗျာအတင်း3ချိန်ဒီကုလလာဖတ်ပြီးမန်းလိုက်တာကိုဒီအုပ်ကရွှေဖြစ်သွားတယ်ကျွန်တော်မျိုးက3ချိန်မကအချိန်40မကအချိန်100မကဖတ်ပြီးပြီအုပ်တစ်လုံးမှဟိုဥစ္စာပေါ်ရွှေမဖြစ်ဘူးသူတို့စင်ကြီးခင်ဗျာအဲ့တော့အဲ့ဒီဥစ္စာဘလို့ကြောင်းလဲဆိုပြီးသူ့ကိုမေးတယ်အဲ့တော့သူတို့စင်ကြီးကရီတော့ဗာပြောလဲအတင်းဟာအစလာကြတဲ့ကြောကသိတယ်လောဘသားဆိုတာကျုပ်သိတယ်အဲ့ဒီအတွက်ကြောင့်တင်းဘယ်တော့မှအောင်မြင်မှုရမှာမဟုတ်တော့ဘူးတော့ကြည်လိုက်တဲ့ကျုပ်ပေးလိုက်တဲ့အုပ်တော်မှာတပိုင်းရှိတယ်တော့အဲ့ဒီတပိုင်းကမကောင်းတော့ဘူးတဲ့အမှန်တကယ်တော့ကြည်လိုက်အဲ့ဒီအုပ်တပိုင်းကအုပ်ပဲဖြစ်သွားရွှေတပိုင်းအုပ်မရှိတော့ဘူးဘာလို့သူလောဘသားကိုဒီတော့ကျွန်တော်ဆိုလိုချင်တဲ့သဘောကတခြားမဟုတ်ပါဘူးသူတို့စင်ရင်မှခမဒီသူတို့စင်များအတွက်
အလွန်ထွန်းမြတ်တဲ့စကားလုံးပါအဲ့ဒီလိုစိတ်ဓာတ်မျိုးနဲ့အမလ်တစ်ခုတစ်ခုလုံးမယ်ဆိုလို့ရှိရင်အောင်မြင်မှုမရပါဘူးခင်ဗျာလုံးဝအောင်မြင်မှုမရဘူးစိတ်ချပါဟိုလူလောက်တာတော့အဆင်ပြေတယ်ကျုပ်လောက်တာဘာလို့အဆင်မပြေရမလဲအဆင်ပြေကိုပြေရမယ်ဆိုတော့စိတ်ဓာတ်မျိုးနဲ့တော့မလုပ်ပါနဲ့ကျင့်စဉ်ကျင့်ရနဲ့စီးစနစ်နဲ့သွားအဲ့ဒီကျင့်စဉ်ကျင့်ရနဲ့လုပ်မယ်ဆိုလို့ရှိရင်အောင်ကိုအောင်မြင်တယ်သူတို့စင်များခင်ဗျာအဲ့ဒီတော့ကျွန်တော်ပြောရှင်တဲ့သဘောကတော့တခြားမဟုတ်ပါဘူးအဲ့ဒီကုလ်ဟူအလ္လာဟ်ရဲ့ကရမတ်ကိုကျွန်တော်ပြောတာပါကုလ်ဟူအလ္လာဟ်ဘယ်လောက်ဒီကရမတ်မြင့်တယ်လဲဆိုအသင်ယုံကြည်သူလိုဖြစ်တယ်သူဆိုထားတဲ့စကားလုံးကတအားမြင့်တယ်ကုလ်ဟူအလ္လာဟ်ဝဟတ်အလ္လာဟူဆမတ်ဒီတော့အဲ့ဒီဥစ္စာအဓိပ္ပာယ်ကိုပဲအသင်ကြည့်လိုက်ပါအခုခေတ်မှာသိတဲ့အတိုင်းပဲအဓိပ္ပာယ်ပြန်တဲ့ကုရ်အာန်တွေဘာသာပြန်တဲ့ကုရ်အာန်တွေအများကြီးရှိတယ်အမှန်မှာအဲ့ဒီကုလ်ဟူအလ္လာဟ်ကုရ်အာန်နော်အဲ့ဒီကုလ်ဟူအလ္လာဟ်အဓိပ္ပာယ်ပြန်ကြည့်လိုက်ပါတွေ့ကိုတွေ့ရလိမ့်မယ်အဲ့ဒီကုလ်ဟူအလ္လာဟ်ရဲ့အာနိသင်တွေ့လိမ့်မယ်ဘယ်လောက်ထိအစစ်မြင့်တယ်လဲအလ္လာဟ်ဘယ်လောက်ထိချစ်တယ်ဆူရာမာဇွန်လို့လည်းခေါ်တယ်ကျွန်တော်တို့ကအချင်းချင်းတရားတွေကျွန်တော်တို့ဆရာကြီးတွေကယေဆူရာမာဇွန်ဟဲ့နော်အပြစ်မရှိတော့ဆူရာတဲ့မာဇွန်ဟဲ့ဂျိုးပရေကउसके लिए जन्नत हैဒီဆူရာကိုကုလ်ဟူအလ္လာဟ်ဆူရာကိုသူကဖတ်လိုက်မယ်ဆိုလို့ရှိရင်ကုရ်အာန်တော်လုံးဖတ်တာနဲ့တူတူပါပဲတဲ့စဉ်းစားကြည့်ပါသူတို့စင်များခင်ဗျဒီတော့ဆူရာရဲ့မာဇွန်အပြစ်လုံးဝကင်းစင်တဲ့ဆူရာဖြစ်တယ်အဲ့ဒီအတွက်ကြောင့်ကျွန်တော်ပြောချင်တာကအမလ်ကိုကျင့်စေခြင်းတယ်ဒီလူတိုင်းအားလုံးဟာဒီဆူရာကိုကျင့်စေခြင်းတယ်ဘာလို့ကုလ်ဟူအလ္လာဟ်ဝါရွှေဖြစ်ခြင်းလားကုလ်ဟူအလ္လာဟ်ဝါကျင့်ပါငွေဖြစ်ခြင်းလားကုလ်ဟူအလ္လာဟ်ဝါကျင့်ပါအဲ့ဒီသူတို့စင်တွေကအဲ့ဒီလိုပြောထားဘူးတယ်အဲ့ဒီအတွက်ကြောင့်သူတို့စင်များခင်ဗျအခုကျွန်တော်ဟာအားလုံးအတွက်အကောင်းကြီးပဲကောင်းစေရှင်တဲ့စန္ဒနဲ့ကျွန်တော်အခုဒါသာကိုကျွန်တော်ပြောခြင်းဖြစ်တယ်ဂျွာရ်ခမ်ဇာဒုတိယတွဲအပိုင်းနောက်ဆုံးမှာအဲ့ဒီအပိုက်ကိုရေးထားပါတယ်နော်ဒီအပိုက်ကိုရေးထားတယ်အဲ့ဒီသူတော်စင်ကဘာလို့လဲဆိုလို့ရှိရင်ကျွန်တော်တို့ခွာကြဂရီဘ်နဝတ်ကိုယ်တိုင်ဖြစ်တယ်အဲ့ဒီနယ်ကိုပထမစရောက်တဲ့အချိန်ပေါ့ခွာကြဂရီဘ်နဝတ်ခွာကြချပ်ကိုယ်တိုင်ဖြစ်တယ်ခွာကြဂရီဘ်နဝတ်ချစ်ချီရာမတ်လာဖြစ်တယ်ချစ်ချီယာနော်အဲ့ဒီအချိန်တော့ကဒီရောက်လာတဲ့အချိန်မှာဒီဟာဒစ်ဆဲမှာတစားကိုသူကရေးထည့်ထားတယ်ဘာလို့လဲသူရေးတာမဟုတ်မော်လာအရှာဖာလီထန်ဝီတို့နော်မော်လာကုဒ္ဒုဆပ်တို့ဒီလိုဆရာကြီးတွေအလွန်ဆင်းမြင့်တဲ့ဆရာကြီးတွေနော်သူတို့တွေကရေးပြီးတော့ထားခဲ့တယ်ခွာကြဂရီဘ်နဝတ်ရဲ့ရာဇဝင်အဲ့ဒီမှာအကျင့်ပါတယ်အဲ့တော့ကျွန်တော်ပြောချင်တာကသူတို့စင်များအဲ့ဒီကုလ်ဟူအလ္လာဟ်ကိုကျင့်ပုံကျင့်ကြံနီးကျွန်တော်ပြန်ပြောပြပါမယ်ကျင့်ပုံကျင့်ကြံနီးကဘယ်လိုလဲအခုနကတော့ကျွန်တော်သူ့ရဲ့ရာဇဝင်ပြောလိုက်ပြီအခုတကသူ့ရဲ့ကျင့်ပုံကျင့်ကြံနီးအာလင်တွေမော်လဗီတွေလောက်တော့သူ့ရဲ့အတိတ်ပဲကျွန်တော်မပြောနိုင်ဘူးသူတို့စင်များခင်ဗျားတို့ဖြစ်နေကျွန်တော်ရုပ်တရက်မားသွားခဲ့မယ်ဆိုအလ္လာဟ်ရဲ့အာဇပ်ကျွန်တော်မှထိမယ်အဲဒါကြောင့်အမှားယွင်းကျွန်တော်မခံပြသေးနဲ့အဲ့တော့တခုရှိတယ်ဘာလဲဆိုသူတို့စင်များကုရ်အာန်ဘာသာပြန်မှာနော်ပါရာ30မှာအဲ့ဒီကုလ်ဟူအလ္လာဟ်ရှိပါတယ်အဲ့ဒီဥစ္စာကိုအသင်တို့ကြည့်ပါကုရ်အာန်ဘာသာပြန်စာအုပ်နေရာတိုင်းမှာရှိပါတယ်ကျွန်တော်မြို့တိုင်းမှာရှိတယ်ဝယ်လို့ရတယ်ခင်ဗျာဗမာပြန်ဝယ်လို့ရတယ်နော်ပလီစီယာတွေကိုမေးလိုက်ရင်သူတို့ရှာပြီးတော့ဝယ်ပေးလိုက်မယ်ကိုစိတ်ရှိရင်ပေါ့နော်အဲ့လိုပုံစံမျိုးလုပ်လို့ရတယ်ဒါတော့နောက်ပြီးတော့ကိုမဝယ်နိုင်ဘူးတခြားကုရ်အာန်ဘာသာပြန်ဒီဆရာတွေကိုမေးလိုက်ရင်လည်းသူတို့ကပြန်ပေးပါမယ်ကျွန်တော်ကပြန်လို့ရတယ်မရတာမဟုတ်ဒါပေမဲ့ကျွန်တော်ပြန်လိုက်ရင်တကယ်လို့များတစ်ခုကလေးကြံခဲ့တယ်လကောက်တစ်ခုကလေးယွင့်သွားတော့လကောက်ဒါကျွန်တော်အာဇပ်ဖြစ်တော်မယ်ဒါကျွန်တော် ਨੇ ဒါဆူရာမာဇွန်ဖြစ်တယ်အလွန်အပြစ်ကင်းစင်းတဲ့ဆူရာကိုအပြစ်မဖြစ်စေချင်ဘူးအဲ့ဒီအတွက်ကြောင့်ကျွန်တော်အခုလိုပြောရခြင်းဖြစ်တယ်အဲ့ဒါသူတို့စင်များကများဖတ်ပုံဖတ်နီးကျွန်တော်အခုပြောပြပါမယ်အဲ့ဒီဖတ်ပုံဖတ်နီးကကျွန်တော်ပထမဦးဆုံးကျွန်တော်ဖတ်မယ်ဒါအောဇူဘီလာဘစ်မီလာရောဒါအားလုံးလူတိုင်းဖတ်တာပဲနော်ကုရ်အာန်ဖတ်မယ်ဆိုဘစ်မီလာတော့အမြဲပါတယ်နော်ကုလ်ဟူအလ္လာဟ်တစ်ခါပြီးရင်တစ်ခါဘစ်မီလာတော့ဖတ်ရလိမ့်မယ်နော်ဒီကုလ်ဟူအလ္လာဟ်ဝဟတ်ကိုကျွန်တော်ဖတ်မယ်ဘစ်မီလာရ်မာနီရဟီမ်ဆိုတော့ကျွန်တော်ဖတ်ပြီဆိုလို့ရှိရင်ကျွန်တော်မဖတ်ခင်မှာကျွန်တော်ဘာလုပ်ရမလဲဒရူရှရီဖ်ဆက်တော့ဖတ်မယ်အဲ့ဒီဒရူရှရီဖ်ကဒရူဆူလ်အီဘရာဟင်ဖြစ်ရမယ်တဲ့သူပြောတာကဘာလဲဒရူဆူလ်အီဘရာဟင်နမတ်မှာဖတ်တဲ့ဒရူဒ်ဖြစ်ရမယ်အဲ့ဒီဒရူဒ်ကိုဆက်တော့ဖတ်ပါတဲ့အဲ့ဒီဒရူဒ်ဆက်တော့ဖတ်ပြီးမှသူကနီယတ်ကဘာလဲယာအလ္လာဟ်အောင်မြင်မှုပေးစေတည်းယာအလ္လာဟ်အောင်မြင်မှုပေးကိုပေးရမယ်ဆိုတဲ့နီယတ်နဲ့အဲ့ဒါ
တော့အဲ့ဒါဖတ်ပါဒါတွေမလုပ်ခင်မှာအတင်ကကောင်းတာကနမတ်နော်ဆလာတ်တောဝါနမတ်လေးအရင်နရကတ်ဖတ်လိုက်ပါအပြီးမှနော်ဆလာတ်ဟဂျတ်တို့ဘာလို့ဖိုင်ပါပြီးမှဒါလေးဒီအမလ်ကိုထိုင်ပါအပြီးပြီဆိုလို့ရှိရင်နောက်ဆုံးမှာတခါဒီဒရူရှ်စတကောဖတ်ပါဒရူတူလ်အီဘရာဟင်အဲ့တော့ကျွန်တော်ပြောချင်တာသူ့ရဲ့အရေးအတွက်စကားရှိသေးတယ်နော်ဆူရာကောက်ဆာရဲ့အရေးအတွက်ကနော်သူကဘယ်လောက်ရှိလဲဆို190နဲ့တစ်ကြိမ်ရှိတယ်190နဲ့တစ်ကြိမ်ဆိုတာကတော်တော်ထူးဆန်းတယ်ပေါင်းလိုက်ခြင်းအားလုံး6ဖြစ်တယ်ဗျပေါင်းလိုက်ခြင်းအားလုံး6ဖြစ်တယ်1ခွန်8တစ်ကြိမ်ဆို9အဲ့တော့ပေါင်းလိုက်ခြင်းအားလုံး6ဖြစ်တယ်ဟုတ်ဘယ်ရောက်သွား9နှဝင်းကိုဟိုကျွန်တော်နမတော့69လုံးကိုရောက်နေပြီဒါတော့အဲ့ဒီလိုအဆင့်ကိုရှိတဲ့အတွက်ကြောင့်သူတို့စင်များခင်ဗျာ190နဲ့တစ်ကြိမ်ကိုအသင်တို့ကနေ့တိုင်းအမလောမယ်နော်လောမယ်ရက်ဒီ41ရက်ဖြစ်ပါတယ်ရက်40ပေါ့एक चिल्ला पढ़ना पड़ेगा एक चिल्ला पढ़ना पड़ेगा इसको अल्लाह जो मांगेगा वो होएगा आपका दिल में जो है वो होगा सोलो रगा अति सही हम बाशी ले अरब फिटे अल्लाह शिमनाजी मा बा टाउन ले अरब फिटे ना पोबिरो नाटकुआ दो टाउन टाइम मा नमाज पी टाइम मा दी सूरा को अम्मा अन्य तो तोंगा दी फत्ते ने दी सूरा माजुन लो खोरा वाला अपिक केंसें दो सूरा को अन्य तो तोंगा फत्ते चीने खम्या देखो चलो प्यार ना दबा बाले सोचिए फरज नमाज पी टाइम जोरा ना फरज नमाज पी टाइम सूरा दी तो तोंगा फक्के में सोचिए दिलुआ प्यार जी हम शिव ता हमारे अमल रखा लो ने दिमाग रखा फन ने सोचिए दा दी सूरा को फटे अच्छे माँ लज्जान चादा बरेरो बारो डारे मलो बेने बैठी बे तालु आफ्ताब फजर नमाज पिया ने सब इठाया रखा मैं फजर नमाज पी था बे नमाज बाहरी नमाज अपी टाइम फाब्रमा ठा दुआ को लोरे दुआ टाउमरो दुआ तमें से कुयिंदी मिमी बाओ से कुरे अरा फिटे अरा तुरोजिम्या खम्या चलो घने अरे ओ सारे को तुरोजिम्या इस्लाम ताजना तोका छिन तुरोजिम्या तो है आलों को चलो अम्यमु यादे जिने सांदा ने चलो खुलो म्यो पिया जिन फिटे आलोंအောင်မြင်ပါစေအားလုံးဖြစ်ပါစေအောင်မြင်မှုစန္ဒလုံးဝအောင်မြင်ပါစေလုံတိုင်းအစဉ်ပြေပါစေအလ္လာဟ်ရှင်မလက်ခံပါစေယာအလ္လာဟ်အလ္လာဟ်လက်ခံမှသာလျှင်ဒီလူသားတွေအားလုံးအောင်မြင်ပါပါကျွန်တော်အစ္စလာမ်တွေအားလုံးအောင်မြင်ပါပါအခက်အခဲဒုက္ခရှိတာတွေအားလုံးကြည်အေးပါစေအစ္စလာမုအလိုင်ကွမ်ဝရဟ်မတ်တူလာဟ်ဝဘရကာတူ